မင်္ဂလာပါရှင်အခုဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာတဘာဝပစ္စည်းစစ်စစ်ကအကောင်းဆုံးပဲဆိုပြီးအိမ်မှာစိုက်ထားတဲ့ရှားဆောင်လက်ပတ်အပင်ကနေအနှစ်ကိုချက်ချင်းဓာတ်နဲ့လီမျက်နှာပေါ်ကိုတိုက်ရိုက်ပုတ်ပြီးပေါင်းတင်နေမိတဲ့သူတွေရှိပါသလားတဘာဝကပေးတဲ့လက်ဆောင်ပဲဘေးဥပတ်မရှိနိုင်ပါဘူးဆိုပြီးတွေးပြီးလိမ့်လိုက်ကမှခဏနေတော့မျက်နှာတစ်ခုလုံးရားရံလာတာနီမြန်းလာတာဆက်ဖြင်းဖြင်းဖြစ်လာတာမျိုးကြုံဘူးကြပါသလားတချို့ဆိုရင်ဝက်ချံတွေပိုထွက်လာပြီးအသားရည်တွေအဖုပိန်ထွက်လောင်းသလိုဖြစ်ပြီးပျက်စီးသွားတဲ့အထိဖြစ်တတ်ပါတယ်။ဒါဆိုရင်တော့မေးစရာရှိလာပါပြီ။ကဘာပေါ်မှာရှိတဲ့အလှကုန်ပစ္စည်းတော်တော်များများကရှားဆောင်လက်ပတ်ကိုအဓိကထားပြီးသုံးထားကြတာပဲ။ဘာလို့ငါ့အိမ်ကအပင်ကအနှစ်ကိုသုံးတော့မှမျက်နှာကရာပြီးပျက်စီးလာရတာလဲ။ဒီနေ့ဗီဒီယိုမှာတော့လူတော်တော်များများသိပ္ပံနည်းကြမသိပဲအလွဲတကူမှားယွင်းလှုပ်ဆောင်နေတဲ့ရှားဆောင်လက်ပတ်ရဲ့လှုပ်ဝက်ချက်အန္တရာယ်တွေကိုမသိပဲလိမ့်မိရင်အသားရည်ဘလို့ပျက်စီးသွားနိုင်လဲဆိုတာကိုအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တင်ကိုယ်တိုင်းနဲ့တိပတ်ဝင်ခြင်းကလူတွေအမှားမကျူးလွန်မိအောင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့တိုက်တွန်းချင်ပါတယ်ရှင်။ရှားဆောင်လက်ပတ်ပင်ဟာရှေးဟောင်းအီဂျစ်ခေတ်ကလေးကအလှအပနဲ့အရေးပြားကုသမှုတွေမှာမတည်နိုင်တဲ့အပြင် Plant of Immortality လို့တောင်တင်စားခေါ်ဝေါ်ခဲ့ကြတာပါ။သူ့ရဲ့အနှစ်ထဲမှာရေဓာတ်69%ပါဝင်လို့အသားရည်6သွေးတာကိုတားဆီးပေးပါတယ်။ဗီတာမင် A, C, E နဲ့အန်တီအောက်ဆီဒန့်တွေကျွဲဝါစာပါဝင်လို့အိုမင်းရင်ရော်မှုကိုလျှော့ချပေးပါတယ်။ရောင်ရမ်းမှုကိုကျစေတဲ့အာနိသင်ရှိတာကြောင့်နီလောင်ခွက်တွေကိုတက်တာစေပါတယ်။ဒါကြောင့်လဲလူတွေကရှားဆောင်လက်ပတ်ကိုမြင်တာနဲ့အသားရည်အတွက်အကောင်းဆုံးလို့ပြင်းမြင်ကြတာမဆန်းပါဘူး။ဒါပေမဲ့အပင်ကနေအစိမ့်လိုက်ခူးယူအသုံးပြုတဲ့အခါတဘာဝတရားကဖန်တီးထားတဲ့အစိတ်အတောက်ကာကွယ်ရေးစနစ်တစ်ခုပါဝင်နေတဲ့ဆိုတာကိုတော့လူတွေမေ့နေကြပါတယ်။ရှားဆောင်လက်ပတ်အခက်ကိုဓာတ်နဲ့ဖြတ်လိုက်တဲ့အခါမှာအပေါ်ကွန်အစိမ်းရောင်နဲ့အတွင်းကဂျယ်လီလိုကြည်လင်နေတဲ့အနှစ်တွေကြားထဲကနေအဝါရောင်အစိမ်းခပ်ပစ်ပစ်လေးတွေထွက်လာတာကိုသတိပြုမိကြမှာပါဒီအဝါရောင်ဆေးလေးတွေကိုသိပ္ပံအမည်အားဖြင့် Aloe-Latex သို့မဟုတ် Aloe လို့ခေါ်ပါတယ်ဒီနေရာမှာတကယ်ကိုသတိထားရမယ့်အချက်ကရှားဆောင်လက်ပတ်ပင်ဟာတဘာဝတောတောင်ထဲမှာရှင်သန်တဲ့အခါတရိတ်ဆန်တွေလာရောက်ကိုက်ဖြတ်စားတောက်ခြင်းမပြုနိုင်အောင်ဒီအဝါရောင်အဆေးလေးတွေနဲ့ကိုကာကွယ်ထားတာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောရရင်ဒါဟာအပင်ရဲ့ကိုယ်ပိုင်ကာကွယ်ရေးစနစ်အစိတ်အတောက်တစ်မျိုးပါပဲ။ဒီအဝါရောင်ဆေးတွေဟာအရေပြားနဲ့ထိတွေ့မိတဲ့အခါပြင်းထန်တဲ့ရားရံမှုကိုဖြစ်စေပြီး sensitive skin လို့ခေါ်တဲ့အသားရည်နူးညံ့သူတွေပါးလွှာသူတွေရဲ့မျက်နှာပေါ်ကိုတိုက်ရိုက်ရောက်သွားရင်တော့အရေပြားကိုချက်ချင်းပျက်စီးစေပြီးနီးမြန်းရောင်ရမ်းကဓာတ်မတ်တဲ့ခြင်းလို့ခေါ်တဲ့အလร์ဂျီဖြစ်ပွားမှုကိုဆိုးဆိုးရွားရွားခံစားရစေတာဖြစ်ပါတယ်။အဲဒီလိုမျိုးအဝါရောင်အဆေးတွေရှိနေတဲ့ရှားဆောင်လက်ပတ်ကိုမျက်နှာပေါ်ဓာတ်ရိုက်တင်လိုက်တဲ့အခါကျမတို့ရဲ့အရေးပြားတွေမှာဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကိုသိပ္ပံနည်းကျစိုးကျိုး၃ချက်ကိုပြောပြပေးပါမယ်။ပထမဆုံးအချက်ကတော့ skin barrier လို့ခေါ်တဲ့အရေးပြားအတားအဆီးပျက်စီးခြင်းဖြစ်ပါတယ်။ကျမတို့ရဲ့မျက်နှာအရေးပြားမှာအပြင်ကဖုံးဖုံးတဲ့ဘက်တီးရီးယားတွေကိုကာကွယ်ပေးတဲ့တဘာဝအကာအကွယ်လွှာရှိပါတယ်။ရှားဆောင်လက်ပတ်ကထွက်တဲ့အဝါရောင်အဆေးတွေဟာအဲ့ဒီအကာအကွယ်လွှာကိုတိုက်စားပစ်လိုက်တယ်လို့ဖြစ်စေပါတယ်။ရလဒ်ကတော့အသားရည်ဟာအရင်ကထက်ပိုမိုနုဖတ်သွားပြီးနေရောင်ချီလေထုညဉ့်ညံ့မှုတွေနဲ့ထိတွေ့တဲ့အခါအလွဲတကူအမဲစစ်ဆွဲတာအသားရည်အယောင်မညီတာတွေဖြစ်လာတတ်ပါတယ်။ဒုတိယမြောက်အချက်ကတော့ပြင်းထန်တဲ့ဓာတ်မတည့်မှုနဲ့အရေးပြားရောင်ရမ်းခြင်းကိုဖြစ်ပေါ်စေတာပါ။ရှားဆောင်လက်ပတ်ကိုမျက်နှာပေါ်မှာတင်လိမ့်လိုက်တဲ့အခါလူတော်တော်များများကမျက်နှာရာရံတာကိုခံစားရတတ်ပါတယ်။အဲ့ဒီလိုရာရံလာတာကိုဆေးရှိန်တက်လို့ရာရံတာရှားဆောင်လက်ပတ်ကအလုံးလုံးလို့နေမှာပါဆိုပြီးမှားယွင်းတွေးတောတတ်ကြပါတယ်။တကယ်တော့ဒါဟာဆေးရှိန်တက်တာမဟုတ်ပဲအရေးပြားကအစိတ်အတောက်ကိုမခံနိုင်လို့အရေးပေါ်အချက်ပေးနေတာပဲဖြစ်ပါတယ်။တိတိကျကျရေမဆေးပဲဆက်ထားမိရင်တော့မျက်နှာတစ်ခုလုံးအဖူးပိန်တွေထွက်ပြီးအရေးပြားဆရာဝန်နဲ့တိကျပြသကုသရတဲ့အထိဖြစ်သွားနိုင်ပါတယ်။တတိယမြောက်ဆိုးကျိုးကတော့ဝက်ချံတဲ့အစီဘူးများပုံမှုဆိုးရွားလာတတ်ခြင်းပဲဖြစ်ပါတယ်။ရှားဆောင်လက်ပတ်အနှစ်စစ်စစ်ကဝက်ချံကိုတက်တာစေတာမှန်ပေမဲ့အပင်ကရတဲ့အစိမ့်လိုက်အနှစ်သားမှာအပင်ရဲ့သဘာဝဆဲအကျွင်းကြံတွေနဲ့ဘက်တီးရီးယားတွေပါဝင်နေတတ်ပါတယ်။အဆေးလည်းမစင်တေချာလည်းတန့်စင်မထားတဲ့အနှစ်ကိုမျက်နှာပေါ်ကိုဓာတ်ရိုက်ပို့လိုက်တဲ့အခါချွေးပေါက်တွေကိုပိတ်ဆို့သွားစေပြီးရှီရင်ဆွဲဝက်ချံတွေကိုပုံမိုရောင်ရမ်းလာစေတတ်ပါတယ်။ဒါဆိုဆိုင်နေမှာရောင်းနေတဲ့အလှကုန်ရှားဆောင်လက်ပတ်ကျဲတွေကြတော့ဘာလို့လိမ့်လို့ရပြီးရမလာတာလဲအဖြေကတော့ရှင်းပါတယ်အလှကုန်လုပ်ငန်းတွေမှာရှားဆောင်လက်ပတ်ကျဲကိုထုတ်လုပ်တဲ့အခါ
အရေးပြားအတွက်အန္တရာယ်ရှိတဲ့အဝါရောင်ဆေးတွေကိုသိပ္ပံနည်းကျစက်မှုအဆင့်မြင့်စစ်ထုတ်စနစ် purification process တွေနဲ့ရာနှုန်းပြည့်ဖယ်ရှားပစ်တာကြောင့်ဖြစ်ပါတယ်။ဒါတွေမကသေးပါဘူး။သူတို့ကအရေးပြားရဲ့ pH level နဲ့ညီညွတ်အောင်ဓာတ်ခွဲခန်းမှာတီးခြားဖော်ဆက်ထားပြီးသားဖြစ်သလိုအပင်ငှားရတဲ့သဘာဝအနှစ်ဟာဓာတုပစ္စည်းမပါတဲ့အတွက်လေထုနဲ့ထိတွေ့တာနဲ့နာရီပိုင်းအတွင်းဘက်တီးရီးယားတွေပေါက်ဖွားပြီးပုပ်သိုးပျက်စီးလွယ်ပါတယ်။အလှကုန်ကျဲတွေမှာတော့ဘေးကင်းတဲ့တာရှည်ခံပစ္စည်းတွေအချိုးကျထည့်သွင်းထားလို့ဘက်တီးရီးယားအန္တရာယ်မရှိတာဖြစ်ပါတယ်။ရှားဆောင်လက်ပတ်မှာပါဝင်တဲ့ကောင်းကျိုးတွေကိုဘေးဥပတ်မရှိဘဲရရှိနိုင်မဲ့အိမ်တွင်းပြသိပ္ပံနည်းကျတန့်စင်နည်းလမ်းရှိပါတယ်။ဒီနည်းလမ်းကိုတေချာလိုက်နာမယ်ဆိုရင်ဆိုင်ကဝယ်ရတဲ့ကျဲတွေအတိုင်းဘေးကင်းကင်းနဲ့အသားရည်ကိုစိုးပြေဝင်ပါလာအောင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။မိမိတို့အိမ်ကရှားဆောင်လက်ပတ်ကိုမျက်နှာပေါ်မှာလိမ့်တော့မယ်ဆိုရင်အဝါရောင်အဆေးတွေအစိတ်တောက်တွေတစ်စက်မှမကျန်အောင်လှုပ်ဆောင်ရမယ်သိပ္ပံနည်းကျအဆင့်၄ဆင့်ကိုပြောပြပေးပါမယ်။ပထမဆုံးလှုပ်ဆောင်ရမယ့်အဆင့်ကတော့မှန်ကန်စွာဖြတ်တောက်ပြီးအဆေးစစ်ခြင်းပါရှားဆောင်လက်ပတ်အခက်ကိုအပင်ကနေလိဖြတ်ပြီးတဲ့အခါအောက်ခြေကနေကပ်ပြီးလိရပါမယ်။ပြီးတဲ့အခါဖြတ်လိုက်တဲ့မျက်နှာပြင်ကိုအောက်ဘက်ကိုလှည့်ပြီးရေအပြည့်ထည့်ထားတဲ့ခွက်တစ်ခုထဲမှာထောင်ရက်သားမိနစ်20ကနေနာရီဝက်ခန့်အထိစိမ်ထားပေးရပါမယ်။အဲ့ဒီအခါအခွန်ကြားကထွက်လာတဲ့အရေပြားကိုရာရန်စေတဲ့အဝါရောင်ဆေးတွေဟာရေထဲမှာအနေထိုင်ပြီးအကုန်ထွက်သွားမှာဖြစ်ပါတယ်။ဒုတိယလှုပ်ဆောင်ရမယ့်အချက်ကတော့ဘေးရဆူးတွေနဲ့အပေါ်ကွန်ကိုဖယ်ရှားရမှာဖြစ်ပါတယ်။မိနစ်30ပြည့်လို့အဝါရောင်ဆေးတွေထွက်သွားပြီဆိုရင်ရှားဆောင်လက်ပတ်အခက်ကိုရေအေးနဲ့တစ်ခေါက်ပြန်ဆေးရပါမယ်။ပြီးတဲ့အခါဘေးဘက်ဘဲညာမှာရှိတဲ့ဆူးတွေကိုဓာတ်နဲ့အရင်လှီထုတ်ရပါမယ်။အဲဒီနောက်အပေါ်ကအခွန်စိမ်းကိုတေချာပါပါလေးလီပြီးထုတ်ပြရပါမယ်။သတိထားရမှာကတော့အခွန်စိမ်းလေးတွေဟာမျက်နှာပေါ်ကိုအသုံးပြုတဲ့အခါပါမသွားဖို့အရေးကြီးပါတယ်။တတိယအဆင့်အနေနဲ့အနှစ်တုံးကိုထပ်မံစီကြောရမှာဖြစ်ပါတယ်။အပေါ်ကွန်စိမ်းတွေကိုခွာပြီးလို့ရရှိလာတဲ့ဂျေလီလိုကြည်လင်နေတဲ့အနှစ်တုံးတွေကိုဒီတိုင်းမျက်နှာပေါ်ကိုတမ်းမတင်ပါနဲ့အောင်။အဲ့ဒီအနှစ်တုံးကိုဇလုံးတစ်ခုထဲမှာရေအေးအေးနဲ့အနည်းဆုံး3ချိန်ထက်မနည်းလက်နဲ့ပုတ်ပြီးထပ်မံစီကြောပေးရပါမယ်။အနှစ်တုံးမျက်နှာပြင်မှာကပ်နေတဲ့အဆေးအကျွင်းကြံတွေလုံးဝစင်ကြယ်သွားပြီးစိတ်ကပ်မဖြစ်ပဲပြောင်ချောသွားတဲ့အထိဆေးပေးရမှာဖြစ်ပါတယ်။နောက်ဆုံးအဆင့်မှာတော့ကြိတ်ချေပြီးအသုံးပြုနိုင်ပြီဖြစ်ပါတယ်။တန့်စင်ပြီးသားအနှစ်တုံးကြည်ကြည်လေးတွေကိုဇွန်ဖြော်ဆက်တို့နဲ့တေချာညက်အောင်ကြိတ်ပြီးမျက်နှာပေါ်မှာပေါင်းတင်ဖို့အတွက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ပြောပြခဲ့တဲ့နီလန်အတိုင်းရှားဆောင်လက်ပတ်တွေကိုဘလောက်ပဲတေချာစီကြောထားပါစေလူတစ်ယောက်ချင်းစီရဲ့အရေးပြားတုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။တဘာဝပစ္စည်းစစ်စစ်တွေဖြစ်တဲ့စတော်ဘယ်ရီမြေပဲတို့နဲ့တောင်မတည့်တဲ့သူတွေရှိတတ်ကြပါတယ်။ဒါကြောင့်တင်းမျက်နှာအရေးပြားဘေးကင်းမှုအတွက် Peach လို့ခေါ်တဲ့အသားရည်နဲ့တဲမတဲစမ်းသပ်ခြင်းကိုမဖြစ်မနေလှုပ်ဆောင်ရပါမယ်။စမ်းသပ်နည်းကတော့အရန်လွယ်ကူပါတယ်။ကျမတို့တန့်စင်ထားတဲ့ရှားဆောင်လက်ပတ်ကျဲအနှဲငယ်ကိုမိမိရဲ့လက်ကဝတ်အတွင်းပိုင်းသို့မဟုတ်နရွက်အနောက်ဘက်ကအရေးပြားနုနုလေးပေါ်မှာအနှဲငယ်တိုးလိမ့်ထားလိုက်ပါပြီးတဲ့အခါမိနစ်20ကနေနာရီဝက်ခန့်အထိစောင့်ကြည့်ရပါမယ်ဒီလိုစောင့်ကြည့်နေတဲ့အချိန်အတွင်းမှာအဲ့ဒီနေရာကရရန်လာတာညီရဲလာတာအဖုအပိန်ထွက်လာတာမျိုးလုံးဝမရှိဘူးဆိုမှတင့်မျက်နာပေါ်ကိုစိတ်ချလက်ချလိမ့်လို့ရမှာပဲဖြစ်ပါတယ်တကယ်လို့နည်းနည်းလေးပဲဖြစ်ဖြစ်ရရန်လာတယ်ဆိုရင်တော့တင့်အရေးပြားကရှားဆောင်လက်ပတ်နဲ့မတည့်တာဖြစ်လို့မျက်နာပေါ်ကိုလုံးဝအသုံးမပြုသင့်ပါဘူးလူတော်တော်များများလုံးလေးရှိတဲ့နောက်ထပ်မှာယွင်းတဲ့အချက်တစ်ခုကတော့ရှားဆောင်လက်ပတ်ကိုမျက်နှာပေါ်မှာလိမ့်ပြီးတညလုံးအိပ်ပျော်သွားတာမျိုးဒါမှမဟုတ်ခြောက်ကပ်သွားတဲ့အထိနာရီပေါင်းများစွာထားရကြတာဖြစ်ပါတယ်။အဲ့ဒီအပြုမူကအသားရည်ကိုပိုပြီးခြောက်သွေ့သွားစေနိုင်ပါတယ်။အပင်ကရတဲ့သဘာဝအနှစ်ဟာမျက်နှာပေါ်မှာခြောက်သွေ့သွားတဲ့အခါအရေပြားတွေကအဆိုးဓာတ်ကိုပြန်လည်ဆုပ်ယူသွားတတ်လို့ဖြစ်ပါတယ်။ဒါကြောင့်ရှားဆောင်လက်ပတ်နဲ့ပေါင်းတင်မယ်ဆိုရင်15မိနစ်ကနေမိနစ်20တဲ့ပုံမထားသင့်ပဲအချိန်ပြည့်တဲ့အခါရေအေးအေးနဲ့ဆင်ကြယ်အောင်ပြန်လဲစေကြောပြရပါမယ်။ရှားဆောင်လက်ပတ်ကိုအသားရည်ခြောက်သွေ့သူများနေလောင်ခွက်ရှိသူများနဲ့အစီပြန်ပြီးဝက်ချံခဏခဏထွက်သူများအဓိကအားဖြင့်အသုံးပြုသင့်ပါတယ်။ရှားဆောင်လက်ပတ်မှာရေထက်အပြည့်အဝပါဝင်လို့မျက်နှာအသားပတ်တာအဖက်ကွာတာတွေကိုချက်ချင်းသက်သာစေပါတယ်။နေပူတွေကပြန်လာလို့မျက်နှာတွေနီမြန်းပြီးဆက်ဖြင်းဖြင်းဖြစ်တဲ့အခါအေးမြတဲ့ရှားဆောင်လက်ပတ်ကျဲကိုလိမ့်ပေးရင်အရေပြားကိုချက်ချင်းအေးချမ်းသွားစေပြီးဆဲအသစ်တွေကိုပြန်လည်မွေးဖွားပေးပါတယ်။ရှားဆောင်လက်ပတ်မှာအဆီဓာတ်မပါဝင်ပဲရေဓာတ်တီးတန့်ပါဝင်တာကြောင့်ချွေးပေါက်မပိတ်စေပဲဝက်ချံကြောင့်နီမြန်းတာတွေကိုရော့ကျစေပါတယ်။တဘာဝပစ္စည်းတိုင်းဟာဘေးကင်းတာမဟုတ်ပါဘူး
အသုံးပြုတဲ့နည်းစနစ်မှန်ကန်မှသာဘေးကင်းတာဖြစ်ပါတယ်။ရှားဆောင်လက်ပတ်ကိုမျက်နှာပေါ်မှာမလိမ့်ခင်အဝါရောင်အဆေးတွေကုန်စင်အောင်ရေထဲမှာမိနစ်30မဖြစ်မနေဆင်ရပါမယ်။ပြီးတဲ့အခါရေနဲ့အထက်ထပ်ဆေးဖို့နဲ့နေရွက်နှောင်နာမှာအသားရည်နဲ့တက်မတဲ့အရင်စမ်းသပ်ဖို့ဘယ်တော့မှမမေ့ကြပါနဲ့။ဒီအချက်တွေကိုမသိဘဲပေါ့ပေါ့ဆဆလိမ့်မိရင်တော့အသားရည်လာပါဖို့ထက်မျက်နှာအရည်ပြားအကြီးအကျယ်ပျက်စီးသွားနိုင်တယ်ဆိုတာကိုအမြဲတမ်းသတိပြုစေချင်ပါတယ်ရှင်။ဒီနေ့မျှဝေပေးခဲ့တဲ့ကျန်းမာရေးနဲ့အလှပဆိုင်ရာဗဟုသုတလေးကမိမိအတွက်ရောမိမိပတ်ဝန်းကျင်ကလူတွေအတွက်ပါအကျိုးရှိစေမှာမို့အခုပဲဒီဗီဒီယိုလေးကိုလိုအပ်တဲ့သူတွေစီကို share ပေးလိုက်ကြပါအောင်ရှင်။နောက်ထပ်လည်းအခုလိုမျိုးလူတွေအလွယ်တကူမှားယွင်းနေကြတဲ့ကျန်းမာရေးအယူအဆမှားတွေသိပ္ပံနည်းကျအဖိုးတန်တဲ့အသိပညာပေးဗီဒီယိုတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ Headis မြန်မာ Channel ကိုလည်း Like and Subscribe လေးလုပ်ထားပေးဖို့မမေ့ကြပါနဲ့အောင်ရှင်မိတ်ဆွေတို့သိချင်နေကြတဲ့အခြားသောကျန်းမာရေးခေါင်းစဉ်တွေဒါမှမဟုတ်ရှားဆောင်လက်ပတ်နဲ့ပတ်သက်ပြီးကိုယ်တိုင်ကြုံဘူးတဲ့အတွေ့အကြုံတွေရှိရင်လည်းအောက်က comment မှာပွင့်ပွင့်လင်းလင်းရေးသားဆွေးနွေးနိုင်ပါတယ်ရှင်အားလုံးပဲကျန်းမာလှပတဲ့အသားရည်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။